Hello အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့မြောက်တကုံထဲမှာရှိနေတဲ့ Brown မြိုင်3လမ်းထဲကလေ Sava Village ဆိုတဲ့ဆိုင်လေးကိုရောက်ရှိနေတာဖြစ်ပါတယ်အမှန်ကတော့ဒီဆိုင်ရဲ့အစားအသောက်တွေကိုဆိုတာစားပြီးမြည်ကြည့်ပြီးတော့မှဘလို့လေးလဲပေါ့နော်ဒါပေမဲ့ဒီဆိုင်ထဲမှာရောက်လိုက်တဲ့အချိန်မှာခံစားရတဲ့အရာသာလုံငတ်တန်လေးတွေရောတပ်ပင်လေးတွေအုပ်ဆိုင်စိမ့်ဆူဆူလေးနဲ့ဆိုင်လေးကကွာချစ်စပွဲဖြစ်နေကွာရီးစားရှိတဲ့သူတွေဆိုလာတိတ်လို့ရမယ်ထင်တယ်အမှန်ဒီဆိုင်ကိုလမ်းကြုံပေါ့ရှင်လမ်းကြုံလာစားတာပေါ့အမှန်ကျွန်မမန္တလေးရဲ့ဒီကုကလမ်းကြုံလာစားတာပေါ့နော်ဒါ Sava Village တဲ့သူကပင်လေစာတွေရခိုင်အစားအစာတွေပေါ့နော်ချင်းချင်းဆက်ဆက်လန်းလန်းဆန်းဆန်းဖြစ်စေမဲ့အရသာရှိတဲ့အစားအစာတွေကိုကျွန်မနဲ့တူမြည်ဆန်ရမင်္ဂလာပါဒီဆိုင်ကအခုဆိုမီနူးကြည့်လိုက်တာကွာဈေးနှုန်းလေးတွေရေးထားအဲ့အားတာချက်ကိုတိတ်ကြိုက်တယ်ဆိုင်မှာမီနူးပေါ့နော်မ1500အနည်းဆုံး1500မုံတီအရေတို့ရခိုင်မုံတီတို့မုံတီအတုပ်တို့အဲ့ဟာတွေအပြင်ဒီအနောက်ဆုံးကြောက်ပစွန်မီခင်ကြီးတွေငါးတက်မြပေါင်းတွေအဲ့လို1000ကျော်လေးအဲ့လိုအများကြီးအလိုကြီး heavy ဈေးကြီးနေရမဟုတ်ဘူးကွာအဲ့လို1000ကျော်လေးဝင်းကျင်လောက်နဲ့ဆိုတော့စုထင်တယ်အရသာ4-5မျိုးလောက်ကို3000တောင်မကြော်လောက်ဘူးထင်တယ်အဲ့လိုဝင်းကျင်လေးနဲ့ကွာကောင်းကောင်းအရသာရှိအဲ့လိုမျိုးစားလို့ရမယ်ထင်တယ်ဒီမှာကျကြောက်ပစွန်ချက်ဆိုရင်1000ခွဲပဲကြာတယ်အဲ့ဒါမျိုးပေါ့ဒီဟာသိတဲ့ဘောကြာတယ်အဲ့တော့ကျွန်မဒီဆိုင်ကျွန်မအလကားကျွေးမှဖြစ်တဲ့အတွက်သူတို့ကျွေးမှကိုကျွန်မစားမယ်အဲ့တော့ကျွန်မစားလိုက်မယ်ကျွန်မဆက်မကုန်ဘူးအဲ့တော့ရှင်တို့တော့ကိုဝယ်စားကြဟင်းနေရရောက်လာပြီကျွန်မလည်းအရန်ဖိုက်စားနေရဒါလေစိတ်ကနေရချင်းဒီဆိုင်တန်းလာပဲဒီမှာကျတော့အခုဒီဟာဘယ်လိုခေါ်ရလဲဒီအတုပ်ကတစ်ခောက်ပွင့်ရခိုင်မှာပဲစားရတယ်အစားပေါ့အဲ့လိုလားအခါတက်နဲ့ကျွန်မညှိကြည့်မယ်ဒါတပွဲ1500လားဟုတ်လားကျန်တယ်မှာတစ်ခောက်ပွင့်ဆိုတဲ့အမျိုးအစားလေးတပွဲမှာ1500ဝန်းကျင်ပဲအတုပ်တွေဒါကျမတို့အညာမှာဆိုတော့တခုပွင့်လို့ခေါ်ရခိုင်အစားရဲ့ဘယ်လိုပြောမလဲသူ့ရဲ့ second nature ပေါ့ချင်းချင်းဆက်ဆက်လေးပြီးတော့ငပိပါတယ်ပေါ့နော်အဲ့ဒီဟာကျမဒါကြိုက်တယ်တော့ချင်းချင်းဆက်ဆက်ဟိုလိုဆက်နေတဲ့အရာတွေလည်းမဟုတ်ချင်းနေရတာလည်းမဟုတ်ဘူးအရာတွေအကုန်လုံးဗဇက်ထဲရောက်တဲ့အချိန်မှာလေဘယ်လိုပြောမလဲစိတ်ကျဉ်တဲ့မှုတစ်ခုပေးစွမ်းသွားတာပေါ့ကမလေးမသိ food blogger တော့နော်မငါပြောဦးလေငါကစုံရွက်သူထပ်ပို့ပြီးအရသာပြင်းတယ်ရခိုင်စားစားတွေကျွန်မတခုကြိုက်နေတယ်အခုအဲ့ဆိုစီအရန်အများကြီးမသုံးထားကျွန်မတို့ဓာတ်ရက်လောက်တဲ့ဓာတ်ရက်သမားတွေနဲ့ကွက်တိတော့ကြမယ်လို့ထင်တယ်ဒါဆိုအစီမပါဘူးကွာဒီအရွက်တုပ်လေးတွေက slap ပဲလေရှင်တို့ကျွန်မတို့ဓာတ်ရက်လုံနေတဲ့သူတွေအတွက်ကိုဒီဆိုင်လေးကိုလာခဲ့ Sava Village တဲ့သူကဘယ်လိုပြောမလဲအညာချက်ပေါ့ရွာရဲ့အရသာလေးကိုထိထိမိမိစားရရခိုင်ဒေသကိုလွန်ရနေတဲ့သူတွေမဲအေး2000မကျော်ဘိုက်ရိုက်စားလို့ရတယ်ရဝဲမှာထောက်လာကျမအခုတွေးနေသေးလားဒီရခိုင်အစားစားတွေကိုစားရင်ရခိုင်ကလေးတက်မယ်ကြိုက်လိုက်ရမလားလို့ nice ဒီဗီဒီယိုလေးကိုကြည့်မှတဲ့ခင်းချက်တော်ရခိုင်အကောင်လေးရှင်မမဆူတမန်ရှင်းပေးအောင်နော်ကိုကြီးတောင်းနေနော်အခုကဒါဟာလေငါးတောက်ဆန်းနဲ့သူစီမှာကြက်တောက်ဆန်းတွေပါလေးရှိရဲကျမကြက်တောက်ဆန်းမစားတော့ပါဆိုတော့ဇက်တူသားမို့လို့မစားတော့တာခုကငါးတောက်ဆန်းလေးစားမယ်စပလင်လုံးဝနိုင်ပြီးတော့ဒီမဲမဲအဖက်လေးအာဘူးရွက်တယ်ဒီမှာကြည့်အာဘူးရွက်တယ်ဒါရခိုင်မှာပဲရှိရလားဒီရွက်ကဒီမဲ့အာဘူးရွက်တယ်ငါ့ကိုလည်းတော်တယ်မှာကက်ကတစ်ကိုတုံးထားတာအမလီဟင်းရည်လေးတောက်နေလမ်းဆန်းတော့မှစိတ်ညစ်နေတဲ့သူတွေရီးသားနဲ့ကွဲပြီးတော့မှအသေးကွဲနေတဲ့သူတွေဒီဆိုင်မှာလာစားလုံးဝပျော်ရွှင်သွားစေရမယ်ကျမဒီအစားအစာအမှန်ဆိုကျမအရင်အဆက်ကြောက်တဲ့သူနော်ဒါပေမဲ့အဆက်လေပဲအလောက်ထိမမြင့်နေဘူးစားလို့သိကောင်းတယ်ဟင်းချုံမုံမစားတဲ့သူတော်မှစားလို့ရတယ်ဟိုသူဟင်းချုံမုံမသုံးထားဘူးဘလို့ချက်ထားလဲတော့မသိဘူးမိုက်တယ်ကနန်းပြောကြောတို့ပဲဇွန်တို့မလေးဒီမှာကနန်းချက်ကြီး
ကောင်းလိုက်တာလူတွေရဲ့ကြည့်ပါဦးကနန်းချက်ကြီးကိုမိမိုက်လားအဲ့ရခိုင်သားစစ်ကနန်းချက်နော်မသိတော့ဘူးရခိုင်သားလေးတယောက်လောက်ရှာပေးကြပါဦးသူကကြာပင်လယ်သားကိုလေကနန်းတို့ပစုံတို့အဲ့လောက်ပဲစားရတာကင်းမုံတော့ဒီနောက်ပိုင်းမှာစားရတာရေဘဝဲတွေပါလို့ဆိုမစားရသေးဘူးဒီမှာရေဘဝဲတွေရောပင်လယ်စားနဲ့ပတ်သက်သမျှအကုန်ရတယ်ဆိုတော့မစားရလို့မစားပြတာကိုမစားရတာကြီးတခုကိုဟန်လုပ်ပြီးစားမပြချင်ဘူးအဲ့ဒါစည်ရင်းစင်တာလည်းပြောတာစူးလို့အဆက်ကြောက်တဲ့သူတော့အဲ့လောက်ဆက်မနေဘူးဒါပေမဲ့ကိုကအဆက်ကိုနိုင်နေကြိုက်တယ်ဆိုတော့ဆက်ပေးပါလို့ပြောတော့ရမယ်ထင်တယ်ကဲမို့ရခိုင်တော့အခြေခံကတော့ငပိပဲเนาะတော့ငပိကအမျိုးမျိုးရှိရလားဒီမှာကိုပိုင်ငပိတောင်းတာလားအော်မဲကဲမို့နဲ့ညီနဲ့တစ်စက်မှမရမယ်ထုတ်နဲ့အရသာထိမိမိတော့ရှင်တို့တကယ်ပိန်ချင်းရခိုင်စားတွေရွေးစားတော့ရခိုင်သားလေးတွေကိုကြိုက်တဲ့တော့အဲ့တော့စီမပါပြားမပါနဲ့အရသာရှိအောင်တုံနိုင်တာတော့တယ်တော့ကျေးဇူးတင်ပါတယ်စားကောင်းတာလေးနဲ့အခန့်လို့ Sava Village ကိုကျေးဇူးတင်ပါတယ်တကယ်ရန်ကုန်ကလူတွေအေးလူနားအေးပါအေးနဲ့အနားယူပြီးအစားတောက်ကောင်းကောင်းအရသာရှိစားခြင်းနဲ့ဆိုရင်ဒီလိုလားကျမမကောင်းမှုဆိုရင်လည်းရင်လက်မှတ်ပေးလိုက်မယ်အိမ်ထိလာပါရဲ့လေအဲ့ရခိုင်ရလာတဲ့စက်ပုံမှုရခိုင်စကားတက်တယ်ပေါ့တက်ကြဟုတ်လားကောင်းတဲ့လူတွေရတရားလို့ရှင်ဒီပစွန်ကြော်လေးတစ်ပွဲတော့မှစားကြည့်ပါကျမစားဘူးတဲ့ကနန်းချက်တွေနဲ့အမရိကနန်းကြီးလည်းကိတ်ကြီးကနန်းချက်တွေဘာကွာလဲဆိုတာမြည်ကြည့်လိုက်မယ်လေကနန်းချက်ရဲ့အတက်ကကြက်ဥဆိုတဲ့ကြက်ဥရနဲ့နင်းတုံးထားတော့အချင်းတက်မပါဘူးဒါပေမဲ့ကလေးတောင်စားလို့ရတယ်ဒီကနန်းချက်ကတော့ရခိုင်ရတာအစ်စ်တော့မပေးစွမ်းထားဘူးကျမသိတယ်ရခိုင်ရတာအစ်စ်ကိုလိုချင်တယ်ရခိုင်ရတာအတိုင်းကနန်းကိုချက်ပေးပါလို့ပြောရင်တော်ရဲစပိုမူရချက်ပေးလိုက်မယ်ဟဲ့ကျမဒီကနန်းကိုကြိုက်နေတယ်ကျမကြိုက်ဆုံးအသားတွေကိုအပြည့်ပဲဆိုင်ထဲမှာလည်းအကွန်လေးကအေးနာဆိုင်ထဲမှာဖိုင်ညအပေါ်တက်လေးမှလေးဟာပြင်းလေးမှာတက်ဆိုင်တက်ပင်လေးအုပ်အုပ်ဆဆန်လေးဟိုးပြင်မလည်းခုံလေးတွေနဲ့အရန်ကောင်းတယ်လားစားကြည့်မညာဘူးတကယ်ပြောနေရရေဘဝဲကင်းနဲ့ရေဘဝဲကြိုက်တဲ့သူရှိလားဒီမှာရခိုင်သားစစ်တီလို့ sauce လေးနဲ့ဒီလိုလေးတို့စားရေဘဝဲကင်းကျမတို့မစားရင်ရေဘဝဲနှစ်တက်တဲ့သူတွေလာခဲ့ကြအမကျန်းစေးချိုနဲ့သူတို့ကိုယ်တိုင်ပြင်နေတဲ့သွားပြီးငုတ်ဖန်လာတဲ့ဆိုင်ရှင်ကိုယ်တိုင်ပြောတာပဲကျမတို့မသိဘူးအဆန်နော်ဒီလိုအဲကုန်းကန်းလေးထဲမှာစီးစိမ်အပြေခံစားပြီးလာစားခြင်းတော့ဒီ Sava Village ကမြောက်တကုံဘရောက်မြန်3လမ်းမှာပဲရှိတာလာခဲ့ဒီဗီဒီယိုရဲ့အောက်မှာ link လေးချပေးထားမယ်မသိရင်ဖုန်းဆက်ပြီးလမ်းညွှန်လိုက်မယ်တကယ်ကိုစိတ်တမ်းလည်းပြောတော့ကျမတို့မန္တလေးကနေလေရင်ကြီးစီးပြီးဒီကူကလာစားတာ Sava Village ကိုလာစားလိုက်ကျေးဇူးအများကြီးတင်တယ်နော်ဖိတ်ခေါ်ရနော်